ဒီမိမရဲ့လက်ကိုတစ်ချက်ထိမိတာနဲ့တရေတွေကိုတလားလုံးမြင်ရမယ်တရေကိုလုံးဝမယုံတဲ့အစိုးရရှိနေတရားမတော်တဆထိမိသွားချိန်မှာတော့လူသတ်မှုတွေဖော်ထုတ်နိုင်ခဲ့ပေမဲ့နောက်ဆုံးသူ့အသက်ကိုပါပေးဆက်ရတော့မယ်ညနဲ့တကောင်အချိန်လူသူမရှိတဲ့တောနယ်ကြီးထဲမှာမိမတယောက်မြေကြီးကိုအလောတကြီးတူးနေတယ်သူမတူးထုတ်လိုက်တာကပျောက်ဆုံးနေတဲ့လူတယောက်ရဲ့ဖုံးမှာဖုံးဖွင့်လိုက်တာနဲ့ရဲတွေကအချက်ပြနေရကိုခြေရာခံမိသွားတယ်အမှုကိုကင်တွယ်နေတဲ့အစိုးရရှိနေကန်အိုလည်းအရင်ဆုံးရောက်လာတယ်ဖုံကိုကင်ထားတဲ့ရော်ဒီကိုမြင်တော့လူသက်သမားရဲ့ကြံရပါလို့ထင်သွားတယ်။ကန်အုပ်ကသူမကိုဖမ်းဖို့ကြိုးစားတယ်။ရော်ဒီကလည်းအညံ့မခံဘူး။နှစ်ယောက်သားချက်ချင်းတိုက်ခိုက်ကြတယ်။အဲ့ဒီချိန်ရဲနှစ်ယောက်ရောက်လာတယ်။ကန်အုပ်ကရော်ဒီကိုမြေပြင်ပေါ်ဖိထားတဲ့မြင်ကွင်းကိုတွေ့တော့အထင်လွဲကုန်ကြတယ်။နောက်ဆုံးအထင်လွဲမှုကိုဖြေရှင်းနိုင်ခဲ့တယ်။ဒါပေမဲ့ရော်ဒီကဖုံးပင်မရှိမှဘလို့သိတာလဲမပြောဘူး။ကန်အုပ်ခဏလှည့်ကြည့်လိုက်တယ်။ပြန်ကြည့်ချိန်မှာရော်ဒီပျောက်သွားပြီ။ပူထူးဆန်းနာကရဲတွေကသူမကိုလုံးဝမမြင်ခဲ့ဘူးလို့ပြောကြတာပါတကယ်တော့ယောရီကတောင်ထိပ်မှာရှိနေသေးတယ်သူမဘေးမှာတော့တေဆုံးသူရဲ့ဝိညာဉ်ရက်နေတယ်ဒီမှာပဲယောရီရဲ့လျှို့ဝှက်ချက်ပေါ်လာတယ်သူမကတရေတွေကိုမြင်နိုင်တယ်ဝိညာဉ်တွေရဲ့နောက်ဆုံးဆန္ဒကိုလည်းကြားနိုင်တယ်ဒါတင်မကသေးဘူးသူမရဲ့လက်ကိုအရေးပြားခြင်းထိမိတဲ့သူဟာ DS1 ကိုတလကြာကူးဆက်ခံရမယ်ဒါကြောင့်ယောရီကဘယ်နေရာသွားလက်အိတ်ဝတ်ထားတဲ့လူတွေနဲ့လည်းအကွာဝေးထားပြီးနေတယ်ယောရီကတာမန်မိန်းမမဟုတ်ဘူးနာမည်ကြီးဟိုတယ်လုပ်ငန်းစုရဲ့အမွေဆက်ခံသူပါငွေကြေးနဲ့အာဏာအလုံးရှိတယ်ဒါပေမဲ့နီးစပ်တဲ့သူတယောက်မှမရှိဘူးလွန်ခဲ့တဲ့6နှစ်ကတော့ဂျီဝူဆိုတဲ့ချစ်သူရှိခဲ့တယ်ဂျီဝူကအန်နီအားလုံးကိုရင်ဆိုင်မယ်လို့ကတိပေးတယ်ပြီးတော့ယော်ရီကိုလက်ထပ်ခွင့်တောင်းတယ်လက်စွပ်စွပ်ပေးဖို့ယော်ရီရဲ့လက်အိတ်ကိုချွတ်လိုက်တဲ့အချိန်မှာကျင်းစာကဂျီဝူစီကူးသွားတယ်မင်္ဂလာဆောင်မဲ့နေ့မှာပဲဝင်းညင်တကောင်ကဂျီဝူကိုခြောက်လန့်တယ်ဓာတ်လေကားထဲမှာရေတွေပြေးလာတယ်လို့မြင်ရတယ်အသက်ဆုံးရှုံးတော်မယ်လို့ထင်ပြီးကြောက်လန့်သွားတယ်နောက်ဆုံးဂျီဝူကမင်္ဂလာပွဲကိုဖျက်လိုက်တယ်ယော်ရီကိုချစ်ပေမဲ့သူ့အသက်နဲ့မလဲနိုင်ဘူးလို့ပြောတယ်အဲ့ဒီနေ့ကစပြီးယော်ရီကသူမနှလုံးသားကိုတောက်ခတ်လိုက်တော့တယ်ဘသူကမှမချစ်တော့ဘူးလို့ဆုံးဖြတ်ခဲ့တယ်တစ်ဖက်မှာကန်အိုကတရားမျှတမှုကိုခေါင်းမမာနဲ့လိုက်ရှာနေတဲ့အစိုးရရှိနေပါသူ့လက်ထဲမှာအုံကျူးဆိုတဲ့မိန်းကလေးအသက်ခံရမှုရှိနေတယ်အဓိကတန်တရားရှိသူကလွတ်တော်အမတ်သားစောင်းကြည်ပါတက်တည်ရှိပေမဲ့ဖခင်ရဲ့အာဏာကြောင့်အပြစ်မရှိကြောင်းလွတ်မြောက်သွားတယ်သားသမီးဆုံးရှုံးခဲ့ရတဲ့မိဘတွေမျက်ရည်ကျနေကြတယ်စောင်းကြည်ကတော့ကန်အိုကိုတောင်ပြန်လှောင်သွားတယ်ဒါပေမဲ့ကန်အိုလက်မလျှော့ဘူးအာနာဘလောက်ကြီးကြီးအမှန်တရားကိုဖော်ထုတ်မယ်လို့ကတိပေးလိုက်တယ်တညမှာယော်ရီစီကိုကာသမားတယောက်ရဲ့ဝိညာဉ်ရောက်လာတယ်ဝိညာဉ်ကသူမကိုလမ်းညွှန်ပြီးကုန်းစုံဆိုင်ဒီဇိုင်းစီခေါ်သွားတယ်အဲ့ဒီနေရာမှာတန်တရားဖြစ်စရာလူနှစ်ယောက်ရှိနေတယ်ကန်အိုလည်းသူတို့ကိုသတိထားမိသွားတယ်လူနှစ်ယောက်ကကားနဲ့ထွက်ပြေးကြတယ်ယော်ရီကနောက်ကလိုက်တယ်ကန်အိုလည်းသူမရဲ့ကားနဲ့အတင်းတက်လိုက်တယ်ယော်ရီကကန်အိုပြောတာကိုနားမထောင်ဘူးဝိညာဉ်ညွှန်တဲ့လမ်းကိုပဲယုံတယ်နောက်ဆုံးသူတို့ကထွက်ပြေးလာတဲ့ကားကိုလမ်းပိတ်နိုင်ခဲ့တယ်ကန်အိုကလူနှစ်ယောက်နဲ့တယောက်တည်းတိုက်တယ်နောက်ကနေတိုင်မဲ့သူကိုယော်ရီကကောက်တန်နဲ့ရိုက်ချပစ်တယ်နှစ်ယောက်ပေါင်းပြီးလူဆိုးတွေကိုဖမ်းနိုင်ခဲ့ကြတယ်ဒါပေမဲ့အမှုကဒီမှာမပြီးသေးဘူးကားနောက်ကဖွင့်လိုက်တော့တေဆုံးနေတဲ့ကားသမားကိုတွေ့ရတယ်လူဆိုးနှစ်ယောက်ကသူ့ငွေအလုံးထုတ်ခိုင်းတယ်ပြီးတော့နှုတ်ပိတ်ဖို့တတ်ခဲ့တာပါအမှုမှန်ပေါ်သွားတဲ့အခါကားသမားရဲ့ဝိညာဉ်ကယော်ရီကိုဥညွတ်ပြီးပျောက်ကွယ်သွားတယ်ကန်အုပ်ကတော့စဉ်းစားမရဖြစ်နေပြီယော်ရီဟာလူတက်မှုတိုင်းမှာဘာကြောင့်အရင်ရောက်နေတာလဲသူမကိုစုံစမ်းဖို့ဟိုတယ်အထိလိုက်သွားတယ်ယော်ရီကလည်းအမှန်တိုင်းပဲပြောတယ်ဝိညာဉ်ကပြောပြတာလို့ပါကန်အုပ်ကတော့တလုံးမှမယုံဘူးဒါပေမဲ့ယော်ရီရဲ့သတင်းတွေကတစ်ချိန်မှမမှားခဲ့ဘူးဟိုတယ်မှာကန်အုပ်ကစောင်းကြေကိုထပ်တွေ့တယ်စောင်းကြေဟာယော်ရီရဲ့ဝမ်းကွဲဟေဂျီနဲ့လက်ထပ်ဖို့စီစဉ်နေသူပါအွန်ဂျူကစောင်းကြေရဲ့အရင်ချစ်သူဖြစ်တယ်သူမမှာကိုဝင်တောင်ရှိနေခဲ့တယ်စောင်းကြေကချမ်းသာတဲ့မိသားစုတွေဝင်ကျင်လို့အွန်ဂျူကိုစွန့်ပစ်ခဲ့တယ်အွန်ဂျူကလက်မလွတ်နိုင်တဲ့အခါသူမကိုတတ်ပစ်လိုက်တယ်အွန်ဂျူရဲ့ဝိညာဉ်ကယော်ရီဘေးမှာအမြဲရှိနေတယ်ယော်ရီကစောင်းကြေကိုစိတ်လှုပ်ရှားအောင်လုပ်လိုက်တယ်အွန်ဂျူကိုအခုခေါ်လိုက်မယ်လို့ပြောတယ်တကားဖွင့်တန်ကြားတာနဲ့စောင်းကြေမျက်နှာပြတ်သွားတယ်သူမျက်နှာကကြောင်ရွံ့မှုဟာအပြစ်ရှိကြောင်းပြောနေပြီတစ်ဖက်မှာကန်အုပ်ကဟိုတယ်ကင်မရာမှတ်တမ်းကိုပြန်စစ်တယ်တိတ်ဆုံးတဲ့နေ့မှာအွန်ဂျူဘေးခန်းကိုလေရင်မယ်တယောက်ရဲ့နာမည်နဲ့ငှားထားတာတွေ့ရတယ်ဒါပေမဲ့အဲ့ဒီလေရင်မယ်ကအခန်းမငှားခဲ့ဘူးတခါကသူမရဲ့ပက်ဆန်အိတ်ကိုစောင်းကြေရဲ့ကားထဲမိတ်ကြံခဲ့တာပဲရှိတယ်ကင်မရာထဲကလူကဘဲလက်တန်လေရင်မဲကညာလက်တန်ဒီကွာချချက်ကကန်အုပ်ကိုအမှန်တရားစီခေါ်သွားတယ်စောင်းကြီးကလေရင်မဲပုံစံဝတ်ဆင်ခဲ့တယ်သူမရဲ့အမည်နဲ့ဘေးခန်းငှားတယ်လာတာဆောင်ကနေအွန်ဂျူရဲ့အခန်းထဲဝင်တယ်လူသက်ပြီးနောက်အလောင်းကိုခီးဆောင်အိတ်ထဲထည့်တယ်ပြီးတော့ဟိုတယ်ရဲ့ရေကန်ကြီးထဲဖွက်ထားခဲ့တယ်ယော်ရီနဲ့ကန်အိုတိုခေါင်းမိုးပေါ်ကရေကန်ကိုဖွင့်လိုက်ချိန်မှာအမှန်တရားအလုံးပေါ်လာတယ်စောင်းကြီးကကောက်သီးပြိုင်ပွဲအနိုင်ရပြီးစုယူနေချိန်မှာရဲတွေရောက်လာကြတယ်ဒီတစ်ခါဖမ်းဝရမ်းလည်းရှိတယ်အလောင်းနဲ့တက်တီအားလုံးလည်းရှိတယ်စောင်းကြီးလွတ်လန်းမရှိတော့ဘူးဒါပေမဲ့သူ့ဖခင်ကတားကိုကယ်ဖို့တေဆုံးသူကိုပဲအပြစ်တင်တဲ့သတင်းမှားတွေဖြစ်နေငွေနဲ့အာဏာရှိသူတွေဘယ်လောက်ရက်ဆက်နိုင်လဲကန်အုပ်ပိုးတီလာတယ်မကြခင်မှာပဲယော်ရီနဲ့ကန်အုပ်တို့ကျွန်းပေါ်ကဟိုတယ်တစ်ခုမှာထပ်ဆုံကြတယ်ဟိုတယ်ဝန်ထမ်းရဲ့အမားကြောင့်နှစ်ယောက်လုံးကိုအခန်းတစ်ခန်းထဲပေးထားတယ်မနေ့ရောက်မှအိယာတစ်ခုထဲပေါ်ရှိနေတာသိပြီးရန်ဖြစ်ကြတယ်
ဒီလိုရေးစရာအဖြစ်ပြက်ကြားမှာလူပြောင်းမှုတစ်ခုဖြစ်လာတယ်မိကြဆိုတဲ့ fashion designer မလေးပျောက်သွားတာပါသူ့ဘွားကဟိုတယ်ရှိမှာမြေးနာမည်ခေါ်ပြီးငိုနေတယ်ကန်အုပ်ကဒီအမှုကိုစုံစမ်းပေးဖို့ကတိပေးလိုက်တယ်ယော်ရီကလည်းမိကြရဲ့ဝิญဉ်နောက်ကိုလိုက်သွားတယ်ပင်နယ်ကမ်းမှာယော်ရီချေချော်သွားတယ်ကန်အုပ်ကလက်ဆွဲကယ်ဖို့ကြိုးစားပေမဲ့သူမကလက်မပေးရဘူးနောက်ဆုံးနှစ်ယောက်လုံးပင်လယ်ထဲကျသွားတယ်အဲ့ဒီမှာပဲမိကြရဲ့အလောင်းကိုတွေ့ခဲ့ကြတယ်မိကြကနာမည်ကြီးဒီဇိုင်နာဟာနာကျောင်ရဲ့လက်ထောက်ပါသူမကိုနေတိုင်းအနိုင်ကျင့်ခံရတယ်ဒီဇိုင်းတွေပါခိုးယူခံရတယ်အဖွားအတွက်ရည်စူးထားတဲ့အလှဆုံးဝတ်စုံဒီဇိုင်းကိုလည်းဟာနာကျောင်ကခိုးသွားတယ်မိကြမှာကင်မရာတက်သေးရှိနေတယ်သူမအမှန်ဖော်မယ်လို့ပြောတဲ့အခါဟာနာကျောင်ကပင်လယ်ထဲတွန်းချလိုက်တယ်ယောရီကမိကြရဲ့ဖုန်းကိုကန်အုပ်စီပေးလိုက်တယ်အထောက်အထားတွေကြောင့်ဟာနာကျောင်လည်းဖမ်းဆီးခံရတယ်ဒီအမှုပြီးမှကန်အုပ်ကယောရီကိုပို့ယုံလာတယ်ယောရီလည်းကန်အုပ်ကိုပထမဆုံးချိန်အားကိုးလာတယ်ယောရီရဲ့မိသားစုမှာတော့နောက်ထပ်ပြဿနာရှိနေတယ်အဖွားဖြစ်သူကယော်ရီကို2လအတွင်းလက်တွဲဖော်ရွေခိုင်းတယ်။သူတို့လိုချမ်းသာတဲ့မိသားစုအတွက်အိမ်တော်ရေးကအချစ်မဟုတ်ဘူး။စီးပွားရေးသဘောတူညီချက်တစ်ခုလိုဖြစ်နေတယ်။အဖွားရွေးထားသူကယော်ရီရဲ့ငယ်တငယ်ချင်းမင်းဝမ်ပါ။မင်းဝမ်ကယော်ရီကိုတကယ်ချစ်တယ်။ဒါပေမဲ့ယော်ရီကတော့သူ့ကိုတငယ်ချင်းလိုပဲမြင်တယ်။တစ်ဖက်မှာဟေဂျီကလည်းယော်ရီကိုမနာလိုဖြစ်နေတယ်။အမွေဆက်ခံခွင့်အလုံးယော်ရီစီရောက်သွားမှာကိုကြောက်တယ်။အဲ့ဒီချိန်စောင်းကြီးရဲ့ဖခင်ကကန်အုပ်ကိုလက်စားချေတယ်။ယာရုပြောင်းခိုင်းပြီးအမှုနဲ့ဝေးအောင်လုပ်လိုက်တယ်။စိတ်ညစ်နေတဲ့ကန်အုပ်ကအရက်ဆိုင်သွားတယ်။တိုက်တိုက်ဆိုင်ဆိုင်ယော်ရီလည်းအဲ့ဒီမှာရှိနေတယ်။ယော်ရီကပထမဆုံးချိန်လူတွေနဲ့အတူတောက်ခွင့်ရတယ်။အရက်မူးလာတော့ဖုံးထားတဲ့နာကျင်မှုတွေထွက်လာတယ်။သူမကလက်အိတ်ကိုချွတ်ပစ်တယ်။ကန်အုပ်ကိုလှုပ်ရမ်းရင်သူ့အင်ကြီးကျဲသီးတွေပါဖြုတ်ပစ်တယ်။နောက်တော့ယော်ရီအပြင်ထွက်သွားတယ်။ကားတစ်စီးဝင်တိုက်တော့မဲ့အချိန်မှာကန်အုပ်ကဆွဲကယ်လိုက်တယ်။အဲ့ဒီစက္ကန့်မှာသူတို့လက်နှစ်ဖက်အရေးပြားချင်းထိသွားတယ်။နှစ်ယောက်သားလည်းမတော်တဆဖက်မိသွားကြတယ်။ယော်ရီတတိဝင်ချိန်မှာအရန်နောက်ကျသွားပြီးကျင်းစာကကန်အုပ်စီကူးသွားခဲ့ပြီးအဲ့ဒီညမှာပဲကန်အုပ်ကကလေးဝိညာဉ်တစ်ကောင်ကိုစမြင်တယ်။သူကအိမ်ကြီးချင်းကလေးလို့ထင်နေသေးတယ်။ဒါပေမဲ့ကလေးကသူ့အိမ်ထဲအထိလိုက်လာတယ်။တကားပိတ်ထားတာတောင်ဝင်လာနိုင်တယ်။ကြောက်လန့်နေတဲ့ကန်အုပ်ကယော်ရီစီဖုံးဆက်တယ်။ယော်ရီကအမှန်အလုံးရှင်းပြလိုက်တယ်။သူမလက်ကိုထိမိတဲ့အတွက်တရေတွေကိုတလကြာမြင်ရမယ်လို့ပြောတယ်။စိတ်ကိုခိုင်ခိုင်ထားမယ်လို့ပြောနေတဲ့ကန်အုပ်လည်းအမှန်ကြားတာနဲ့မေ့လဲသွားတယ်။နှစ်ယောက်သားကလေးဝိညာဉ်ကိုလိုက်ရှာကြတယ်။နောက်ဆုံးကလေးကကန်အုပ်ရဲ့ကြောပေါ်ကပ်နေတာတွေ့ရတယ်။ယော်ရီကကလေးကိုဖြည်းဖြည်းချင်းနှစ်သိမ့်တယ်။ကလေးဝိညာဉ်ကသူတို့ကိုလမ်းတစ်ခုစီခေါ်သွားတယ်။6အောက်မှာရင်မတော်တဆမှုဖြစ်ထားတဲ့ကားတစ်စီးရှိနေတယ်။ကားထဲမှာကလေးရဲ့ဖခင်အသက်ရှင်နေသေးတယ်။ညီမလေးလည်းပိတ်မိနေတယ်။ယော်ရီနဲ့ကန်အုပ်ကရဲနဲ့လူနာတင်ရင်ကိုခေါ်တယ်။တားဖနှစ်ယောက်လုံးကိုအချိန်မီကယ်တင်နိုင်ခဲ့တယ်။မိသားစုကိုကယ်တင်ပြီးတဲ့အခါကလေးဝိညာဉ်ကသူတို့ကိုဥညွတ်တယ်။ပြီးတော့ကြဲမုံလေးတွေလိုပျောက်ကွယ်သွားတယ်။ဒီဖြစ်ရက်ကြောင့်ကန်အုပ်နားလည်သွားတယ်။ဝိညာဉ်တိုင်းကလူတွေကိုခြောက်လန့်ကျင်တာမဟုတ်ဘူး။တချို့ကမကယ်တင်နိုင်ခဲ့တဲ့ကိုချစ်ရသူတွေအတွက်အကူအညီတောင်းနေတာပါ။ယော်ဒီကကန်အုပ်ကိုအဝေးမှနေဖို့ပြောတယ်။တလပြည့်ရင်ကျင်းစာအလိုလိုပြောင်းမယ်လို့ရှင်းပြတယ်။ဒါပေမဲ့ကန်အုပ်ကမထွက်သွားဘူး။မင်းဒီဒုက္ခကိုနှစ်ပေါင်းများစွာတယောက်တည်းခံခဲ့ရတာပဲလို့ပြောတယ်။အခုကစပြီးငါလည်းအတူမျှခံမယ်လို့ကတိပေးလိုက်တဲ့ယော်ဒီကကျင်းစာစခဲ့တဲ့အကြောင်းကိုပြောပြတယ်။ငယ်စဉ်ကသူမနဲ့အခင်ဆုံးတငယ်ချင်းဂျင်ဝမ်တို့ရေနေခဲ့ကြတယ်။ယော်ဒီကိုကယ်တင်နိုင်ခဲ့ပေမဲ့ဂျင်ဝမ်ကတော့တေးဆုံးသွားတယ်။အဲ့ဒီနေ့ကစပြီးဂျင်ဝမ်ရဲ့ဝိညာဉ်ကယော်ဒီနောက်လိုက်လာတယ်။နောက်တော့တခြားဝိညာဉ်တွေပါစမြင်လာတယ်။သူမကလက်ရဝတ်တာထူးခြားခြင်းလို့မဟုတ်ဘူး။တခြားသူတွေကိုကာကွယ်ခြင်းလို့ပါ။အကြောင်းရင်းအားလုံးကြားပြီးတဲ့နောက်ကန်အုပ်ကယော်ဒီရဲ့လက်ကိုတမင်ကန်လိုက်တယ်။သူမဘလောက်အထီးကျန်ခဲ့လဲအခုမှနားလေသွားလို့ပါ။ဒါပေမဲ့နောက်နေ့ကစပြီးကန်အုပ်ရဲ့ဘဝကကမောက်ကမဖြစ်သွားတယ်။အိတ်နေချင်းဝိညာဉ်တွေမြင်တယ်။ရုံးမှလည်းနေရာတိုင်းတရေတွေတွေ့တယ်။ညတိုင်းအိတ်မရဘူး။အရင်ကဘာသာမဲဖြစ်တဲ့သူကဖျားမျိုးစုံကိုဆူတောင်းလာတယ်။ပြက်ကတိန်ပေါ်မှာလည်းတရက်ပြီးတရက်ချစ်နေတယ်။ယော်ဒီကတရေတွေကိုရင်ဆိုင်မှုစီကံလေးချက်တင်ပေးတယ်။မကြည့်ရဘူး။မကြားကျင်အောင်ဆောင်ရမယ်။ရှိနေကြောင်းအတိမတ်မပြူရဘူး။စကားမပြောရဘူး။စားပြူရမယ်။ကြက်သွန်ပြူနှန်းကိုလည်းတရေတွေမကြိုက်ဘူးလို့ပြောတယ်။ဒီကလေးကကန်အောဟာရုံးမှာကြက်သွန်ပြူအစိမ့်တွေအပြည့်စားနေတယ်။ဒီနေ့ပါဇက်တဲကကြက်သွန်ပြူတွေကိုအရာရှိကြီးမျက်နှာပေါ်ထွေးချမိသွားတယ်။အခက်ခဲတွေကြားမှာတောင်ယော်ရီနဲ့ကန်အုပ်ပိုနှီးဆက်လာကြတယ်။ယော်ရီရဲ့အတန်ကိုကြားရင်ကန်အုပ်ရဲ့ကြောက်စိတ်တက်တာသွားတယ်။ယော်ရီအတွက်လည်းသူမအကြောင်းအပြည့်အဝနားလည်ပေးသူပထမဆုံးရရှိလာတယ်။ကျင်းစာပြဖို့တရက်ပဲကြံတော့တယ်။နှစ်ယောက်သားဗီဒီယိုဖုန်းခေါ်ပြီးအတူစားတောက်ကြတယ်။ကန်အုပ်ကယော်ရီကိုကျေးဇူးတင်တယ်။အခက်ခဲဆုံးအချိန်တိုင်းသူမရှိပေးခဲ့လို့ပါ။ပြီးတော့ကျင်းစာပျောက်သွားရင်တော့ဒီဆက်ဆံရေးကိုမဖြတ်ချင်ဘူးလို့ပြောတယ်။ယော်ရီရဲ့အဖြေကတော့ရက်ဆက်လွန်တယ်။တလားပြစ်တာနဲ့အားလုံးပြီးပြီလို့ပြောတယ်။နောက်တစ်ခါတွေ့ရင်လည်းသစိမ့်လိုပဲနေကြမယ်လို့ဆက်ပြောတယ်။ကန်အိုစိတ်ထိခိုက်သွားတယ်။ယော်ရီကလည်းတကယ်ဝေးကျင်တာမဟုတ်ဘူး။သူမနဲ့နီလာသူတိုင်းဒုက္ခရောက်မှာကိုကြောက်လို့ပါ။အဲ့ဒီချိန်ဟေဂျီကယော်ရီရဲ့ဖုန်းစကားကိုမတော်တဆကြားသွားတယ်။ကျင်းစာအကြောင်းဖုန်းကွယ်ထားတာကိုတန်တရားဝင်လာတယ်။ဟေဂျီကအမွေဆက်ခံခွင့်ကိုလိုချင်နေသူပါ
ယောရီရဲ့လျှို့ဝှက်ချက်ပေါ်သွားရင်အဖွားကသူမကိုစီးပွားရေးအုပ်စုကနေဖယ်ထုတ်မယ်လို့ထင်တယ်ဒီအတွက်ထောင်ကလွတ်လာတဲ့စောင်းကျင်နဲ့ပြန်ပူးပေါင်းလိုက်တယ်စောင်းကြီးရဲ့ဖခင်ကအာနာသုံးပြီးတားကိုအာမခံနဲ့လွတ်ပေးခဲ့တာပါစောင်းကြီးကကန်အုပ်ကိုတတိပေးတယ်သူ့ကိုတိုက်ရိုက်မထိတော့ဘူးသူ့ရဲ့အားနည်းချက်ဖြစ်တဲ့ယောရီကိုပဲထိမယ်လို့ချိန်ချောက်တယ်ကန်အုပ်ချက်ချင်းယောရီစီသွားကျင်တယ်ဒါပေမဲ့သစိမ်းလိုနေမယ်ဆိုတဲ့စကားကြောင့်ခဏတုံဆိုင်သွားတယ်အဲ့ဒီတုံဆိုင်မှုကစောင်းကြီးလိုချင်တဲ့အခွင့်အရေးဖြစ်သွားတယ်ယောရီအိမ်ပြန်လာချိန်မှာအနက်ရောင်ကားတစ်စီးနောက်ကလိုက်လာတယ်လမ်းလယ်မှာကားကိုပိတ်ရက်လိုက်ကြတယ်လူမိုက်တွေဆင်းလာပြီးသူမရဲ့ကားကိုတုတ်တွေနဲ့ရိုက်ခွဲတယ်ပြီးတော့ယောဒီကိုဖမ်းခေါ်သွားတယ်သူမကိုစက်ယုံဟောင်းတစ်ခုတည်းချုပ်ထားတယ်နောက်ွယ်ကအမိန်ပေးသူကဟေကြီးပါလှုပ်ပေးသူကအစောင်းကြီးဖြစ်တယ်သူတို့ရဲ့ရည်ရွယ်ချက်ကယောရီတရေမြင်နိုင်ကြောင်းတတ်သိယူဖို့ပါမူရစ်စေးထိုးပြီးစကားမထိန်နိုင်အောင်လုပ်မယ်ဗီဒီယိုမှတ်တမ်းယူပြီးအဖွားစီပို့မယ်အဲ့ဒီလိုဆိုရင်ယောရီရဲ့အမွေစက္ကန့်ခွင်ကိုဖယ်ရှားနိုင်မယ်လို့ထင်ကြတယ်တစ်ဖက်မှာကန်အုပ်ကယောရီကိုအချိန်ချင်းဖုံးဆက်တယ်ဒါပေမဲ့မကင်ဘူးအဖွားကအပြင်မထွက်ဖို့တားတယ်ယောရီနဲ့သူ့ကန်ကြမှာမကင်ညီဘူးလို့ဘေဒင်ကတတိပေးထားတာပါကန်အုပ်လည်းခဏတုံဆိုင်နေတယ်အဲ့ဒီချိန်ရေချိုးကမ်းမှန်ပေါ်မှာစလုံးတွေပေါ်လာတယ်ယောရီအန်ရရှိနေပြီလို့ရေးထားတယ်ဒီတခါကန်အုပ်ဘာကိုမှမစင်စားတော့ဘူးအဖွားရဲ့တားမြစ်ချက်ကိုလည်းမနားထောင်ဘူးရဲတွေကိုတရင်ပေးပြီးစက်ယုံစီတယောက်တည်းပြေးသွားတယ်စက်ယုံထဲမှာယောရီကလူမိုက်တယောက်ကိုဒူးနဲ့တိုက်ပြီးလွတ်ဖို့ကြိုးစားတယ်ဒါပေမဲ့အရေးအတွက်များလုံးတယ်စောင်းကြီးကဆေးထိုးဖို့အမိန်ပေးလိုက်တယ်စီးထိုးအက်ကယောရီနာရောက်လာချိန်မှာတကားပွင့်သွားတယ်ကန်အိုရောက်လာပြီသူကလူမိုက်တွေစီတန်းပြေးဝင်တယ်ယောရီလည်းကြိုးဖြေပြီးဝင်တိုက်တယ်နှစ်ယောက်ပေါင်းပြီးစောင်းကြီးရဲ့လူတွေကိုတယောက်ပြီးတယောက်လဲချပစ်တယ်ပြီးတော့စက်ယုံတွေကအမြန်ပြေးထွက်ကြတယ်ကန်အိုကယောရီကိုကားထဲအရင်တင်ပေးတယ်သူကိုယ်တိုင်ကားပေါ်တက်မဲ့အချိန်မှာအင်ဂျင်တန်ကြီးထွက်လာတယ်စောင်းကြီးကကားတစ်စီးနဲ့အရှိန်ပြင်းပြင်းမောင်းဝင်လာတာပါကန်အိုရှောင်ချိန်မရလိုက်ဘူးကားနဲ့တိုက်မိပြီးလေထဲလွင့်ထွက်သွားတယ်ယောရီရဲ့မျက်စိရှေ့မှာပဲလမ်းပေါ်ကိုပြင်းပြင်းထန်ထန်ကျသွားတယ်ရဲတွေရောက်လာပြီးစောင်းကြီးကိုဖမ်းကြတယ်ကန်အိုကိုတော့ဆေးရုံအမြန်ပို့ရတယ်ဆရာဝန်တွေအသက်ပြန်ဝင်အောင်အချိန်ချင်းစူးစမ်းကြတယ်ဒါပေမဲ့နှလုံးခုန်တုံကတုံညာထိကျသွားတယ်ကန်အိုမကယ်နိုင်တော့ဘူးဆိုတဲ့သတင်းကိုယောရီကြားလိုက်ရတယ်သူမရဲ့ကဘာကြီးရက်သွားသလိုဖြစ်သွားတယ်ငါကြောင့်ပဲလို့ကိုအပြစ်တင်တယ်သူမနဲ့နီးစပ်သူတိုင်းဒုက္ခရောက်ခဲ့တယ်ဂျီဝူကလည်းထွက်ပြေးခဲ့တယ်ကန်အိုကတော့အသက်ပါဆုံးရှုံးသွားပြီတရားမျှတမှုအတွက်အမြဲတိုက်ပွဲဝင်ခဲ့တဲ့လူကောင်းတစ်ယောက်ဘာကြောင့်ဒီလိုအဆုံးသက်ရတာလဲဆိုပြီးယောရီငိုကြွေးတယ်ကောင်းကင်ကိုလည်းအချိန်ချင်းတောင်းပန်တယ်ကန်အိုကိုပြန်ပေးပါလို့ဆုတောင်းတယ်အချိန်ဘယ်လောက်ကြာသွားမှမသိတော့ဘူးယောရီကမျက်ရည်တွေနဲ့တယောက်တည်းထိုင်နေတယ်အဲ့ဒီချိန်သူမရှိမှလူတစ်ယောက်ရောက်လာတယ်ကန်အိုပါယောရီပို့ပြီးဝမ်းနေသွားတယ်ကန်အိုသေးပြီးဝิญဉ်ဖြစ်ပြန်လာတယ်လို့ထင်နေတာပါသူမကကန်အိုစီပြေးသွားတယ်အပြင်းထန်ဖတ်ထားပြီးငိုချလိုက်တယ်ငါကြောင့်မင်းသေသွားတာလို့တောင်းပန်တယ်မင်းကိုမကယ်နိုင်ခဲ့ဘူးလို့ထပ်ပြောတယ်ဒါပေမဲ့ကန်အိုကမတ်တက်ရက်နေတယ်သူခန္ဓာကိုယ်မှာလည်းနှွေးထွေးမှုရှိနေတယ်တကယ်တော့သူကဝိညာဉ်မဟုတ်ဘူးဆရာဝန်တွေကနောက်ဆုံးချိန်မှာသူ့အသက်ကိုပြန်ကယ်တင်နိုင်ခဲ့တာပါတရေတွေကိုမြင်နိုင်တဲ့ယော်ရီကအသက်ရှင်နေတဲ့သူကိုတရေလို့ထင်မိသွားတယ်ကန်အိုကသူမကိုအေးအေးဆေးဆေးဖက်ထားတယ်ဒီတခါတော့ယော်ရီလည်းလက်မလွတ်တော့ဘူးအရင်ကသူမနဲ့နီးစပ်သူတိုင်းထွက်ပြေးခဲ့ကြတယ်ကန်အိုကတော့တရေတွေကိုမြင်ရလဲမထွက်ပြေးဘူးအန်နီရဲ့ရှီမန်းတည့်ရက်နဲ့ပြန်လာခဲ့တယ်အသက်နဲ့လဲပြီးတော့သူမကိုကယ်ခဲ့တယ်ယော်ရီနှစ်ပေါင်းများစွာပိတ်ထားတဲ့နှလုံးသားတိုင်းလဲဒီနေရာမှာလဲပြိုကျသွားတယ်ဒီဇလန်းကကြောက်စရာတရေအကြောင်းတင်မဟုတ်ပါဘူးတခါတလေအကြောက်ဆုံးအရာကတရေတွေမဟုတ်ပါဘူးအာနာလောဘနဲ့လူတွေရဲ့ရက်စက်မှုပါတကယ်ချစ်ချင်းဆိုတာလဲအန်နီရဲ့မရှိတဲ့အချိန်မှာအနားမှာနေပေးတာမဟုတ်ပါဘူးကြောက်စရာအလုံးကိုတည့်ရက်နဲ့လက်မလွတ်ပဲအတူရင်ဆိုင်ပေးခြင်းပါ